ကပြာထွက်တော့ဝါအစီကြလေးကိုမြတ်စုအမောင်းစင်လောက်ပြမယ်နော်ဒီမှာကြည့်လိုက်သူရဲ့ပါကေဂျင်းကလေအရန်ချစ်စရာကောင်းတာဆိုပါထက်ကိုလေ premium အရန်ဆန်နေပေါ့နော်ဟို local လို့သာပြောတာလုံးဝ premium ဆန်လေးထုတ်ထားပေးတာအဲ့တော့ဒါလေးကဝါဥဖြစ်ဆွတ်စာပေါ့နော်အစီချဖို့အတွက်စားတဲ့ဖြစ်ဆွတ်စာအဲ့တော့ဝါဥဆိုတာအားလုံးသိတဲ့အတိုင်းပဲပေါ့နော်ဝါဥကအစာကိုထိန်းနိုင်တယ်အစာကိုခံပေးနိုင်တယ်သူကကြတော့လေဒီအစာထိန်းပေးနိုင်တယ်အစာခံပေးနိုင်တယ်ဆိုတဲ့ဟိုအာနိသင်ထက်ကိုပေါ့နော်ပို့ပြီးအများကြီးအာနိသင်နဲ့အများကြီးပါတယ်တကယ်တောက်တဲ့သူတို့ကိုတကယ်ကိုမှအကျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်ချစ်စရာကောင်းလိုက်တာနော်အဲ့တော့ဒီထဲမှာဆိုရင်မြစုတို့ကဒီမှာအထုပ်သေးလေး15ထုပ်ပါပါတယ်ဒီလိုပေါ့နော်ဒီလိုအထုပ်သေးလေး15ထုပ်ပါတယ်เนาะဒါ15ရက်စာဒီမျိုးအထုပ်သေးလေး15ထုပ်ပါတယ်ပြီးဆိုရင်တောက်ဖို့အညွှန်းလေးလည်းဒီမှာပါတယ်ပေါ့နော်။နိုင်ငံတွေပထမဦးဆုံးဝါဦးအခြေခံကိုလေးချိန်ရှော့ချစေတဲ့ဖြစ်ဆွတ်စာဖြစ်တယ်။အဲ့စာညစာမစားမီစေးဆယ်လုံးကိုရေနွေးဖြင့်တောက်ပါတဲ့စေးလုံးကိုဝါစားစရာမလိုဘူး။အဲ့တော့ဒါတောက်တဲ့အချိန်မှာရေများလေးတောက်ပေးရုံပဲ။ကိုဝင်ဆောင်လေးမိခင်တို့တိုင်းမိခင်နဲ့တောက်လို့မရဘူး။အသက်16နှစ်အောက်တောက်လို့မရဘူးပေါ့နော်။အစာအရန်မျိုးချရခက်တဲ့သူတွေဥပိတ်တဲ့သူတွေအသေးကြောက်ကပြင်းတဲ့စာခံစားတဲ့သူတွေလုံးဝတောက်လို့မရဘူး။တခြားစေးတောက်နေတဲ့သူတွေဆိုရင်ဆရာဝန်ရဲ့ထောက်ခံချက်နဲ့တောက်လို့ရတယ်ပေါ့နော်။အဲ့တော့အစာအိမ်သမားသူ့ရဲ့ထူးခြားချက်ကဘာလဲသိလားအစာအိမ်သမားတွေစီးချိုသမားတွေ special တောက်လို့ရတယ်သိလားပုံမှန်ဆိုအစီကြတွေဆိုတာအစာအိမ်သမားတောက်လို့မရဘူးလေနော်အဲ့လိုမျိုးပါဘိုက်ပြည့်တဲ့ခန်းစားချက်ကိုပေးတယ်အလွန်ကျွံစားသုံးမှုကိုရှော့ချပေးတယ်ဦးလန်းကျောင်းမှာရှိတဲ့အာဟာရဓာတ်တွေကိုစွန့်ယူမှုမြင့်တက်စေတယ်နော်ဘေကင်းလုံးချုံပြီးတော့ဒီကျမစွာနဲ့ပေါ့နော်ဝိတ်ကိုချပေးနိုင်တယ်ပေါ့နော်ဒီမှာကြည့်လိုက်ဒီမှာပေါ့နော်စေဝါထောက်ခံချက်တွေလည်းရပြီးသားအကယ်ပေါ့နော်ကိုဝိတ်ချနေတယ်ကိုမှတစွတ်စွတ်စားခြင်းစိတ်တွေအရင်ကြီးများနေတယ်အစာကိုထိန်းကျင်တဲ့ဖြစ်ဆက်စာစားမယ်ဆိုရင်မြစုကဒီဝါအစီချက်ကိုမြစုစားစေချင်တယ်နော်အဲ့တော့ဒီလိုအထုပ်လေးတွေ15ရက်စာပါပါမယ်ရှင်အဲ့ဒါလေးကမြစုစုမှာပစ္စည်းတွေအများကြီးရောက်ထားတယ်အကယ်မှချင်တယ်ဆိုရင်အယောင်ကိုချပို့ပေးတယ်နော်ဒါလေးကတော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးဝါဦးအခြေခံထားတဲ့အစီချက်ဖြစ်ဆက်စာဖြစ်ပါတယ်ရှင်ဒါလေးမှချင်တယ်ဆိုမြစုရဲ့တော်တော်စီပြီးသုံးဖို့ဒီ Viber ကနေလာပြီးတော့မှာလို့ရမယ်နော်